ခေတ်လူငယ်တွေကြားမှာအဖြစ်များဆုံးနဲ့စိတ်အပြင်းပန်းဆုံးဖြစ်တဲ့မရေရာတဲ့ဆက်ဆံရေးတွေခံစားချက်ကစားခံရမှုတွေကြောင့်ကိုကျွန်တော်တို့အသေးစိတ်ခွဲခြမ်းစိတ်ဖြောက်တော့မှာပါကဲဆက်လိုက်ကြရအောင် Okay ဒီအကြောင်းကိုတေချာလေးရေခံမြေခံကစပြီးလေ့လာကြည့်လိုက်ကြရအောင်ဘဝမှာတကယ်ကိုအပင်ပန်းဆုံးကကိုယ့်ဘက်ကရခိုင်နှုန်းပြပေးဆက်ဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်မှာတစ်ဖက်လူကကိုယ့်ကိုအပြင်းပြေတဲ့ဘောမျိုးလောက်ပဲဆက်ဆံသွားတာကိုသိလိုက်ရတဲ့အချိန်မှာပဲဒီတစ်ခါတော့တကယ်အချစ်စစ်ပါပဲလीဆိုပြီးယုံကြည်ချက်နဲ့နှလုံးသားကိုဖွင့်ချလိုက်တိုင်းအဆုံးသတ်မှာတန်ရာတွေနဲ့ကြီးကြံရစ်ထည့်ရတဲ့ခံစားချက်ဟာတကယ်ကိုနာကျင်စရာကောင်းလွန်းပါတယ် အစင့်တဲ့အနေနဲ့အချစ်ဆိုတဲ့ထင်ညောင်ထင်မှားထင်မှုအကြောင်းကိုကြည့်လိုက်ကြရအောင် love bombing တို့မဟုတ်အချစ်ပုံကျေးချင်းဆိုတဲ့စကားလုံးဟာအခုခေတ်မှာတော်တော်လေးကိုရေပန်းစားလာပါတယ်စဉ်းစားကြည့်ပါအစပိုင်းမှာတစ်ဖက်လူကိုကပားပေါင်မှာအရေးအကြီးဆုံးလူတစ်ယောက်လို့ဆက်ဆံမယ်မနက်မိုးလင်းကနေညအိယာဝင်တဲ့အထိဂရုစိုက်မှုတွေအပြည့်ပေးမယ်အဲ့ဒီလိုလုံခြုံနှွေးထွေးတဲ့ခန်းစားချက်ကြီးကိုဖန်တီးပေးပြီးမှရိုတရက်ကြီးကြောခိုင်းတော့တကြတာမျိုးပေါ့ ဒီတော့အရေးကြီးဆုံးအချက်ကဘာလဲဆိုရင်သူတို့ရဲ့ရည်ရွယ်ချက်ကအချစ်မဟုတ်ဘူးဆိုတာပါပဲတစ်ဖက်လူပြန်ချစ်လာအောင်နိုင်လူတယောက်လိုဂိမ်းကစားရတာကိုသဘောကျတာမျိုးပါဂိမ်းတစ်ခုနိုင်သွားရင်စိတ်ဝေဆောင်မှုလျော့သွားတယ်လို့မျိုးသူတို့လိုချင်တဲ့အချစ်ကိုရသွားတဲ့အခါရုတ်တရက်စဉ်းကားသွားတာကြပါတယ်တကယ့်ကိုဝမ်းနည်းစရာပါပဲ ဆက်ပြီးတော့အစစ်နဲ့ကိုသွားရအောင်ဒါကတော့အစောပိုင်းမှာတွေ့ရတတ်တဲ့တတိပေးချက်တွေ red flags တွေကိုလစ်လျူရှုမိတတ်ကြတဲ့အဆင့်ပါ ဒါကလူတွေရဲ့စိတ်နေသဘောထားကိုတကယ်ကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်လူတွေဟာအချစ်ကိုရမ်းလွန်လာတောင်းတနေတဲ့အခါထင်ရှားနေတဲ့အနီရောင်တတိပေးချက်တွေကိုသူအလုံးများလို့နေမှာပါလေဆိုပြီးချစ်စရာကောင်းတဲ့ပန်းရောင်လေးတွေဖြစ်ကိုလင်ညာပြီးပြောင်းလဲဖြစ်တတ်ကြပါတယ်ဒါဟာမျောလင့်ချက်တွေကြောင့်ပြက်ကွက်ပြူလိုက်တာမျိုးပါ အဖြစ်မြောက်ဆုံးတတိပေးချက်တွေကိုချီဟိုင်းရင်မေဟွန်းတွေကိုမရေရာတဲ့အဖြေတွေပေးတာသူ့ဘက်ကအစဉ်ပြေမှသာဆက်သွယ်လာတာအနာဂတ်ကြောင့်ပြောရင်လမ်းလွဲပြီးရှောင်ဖယ်သွားတာတွေဟာတကယ်ကိုရှင်းလင်းတဲ့တတိပေးချက်တွေပါဒါပေမဲ့မျောလင့်ချက်ချီမားနေတဲ့နှလုံးသားဟာအချစ်ဆိုတဲ့ထင်ယောင်ထင်မှားဖြစ်မှုကိုစက်ထိန်ထားခြင်းလို့ဒီအချက်တွေကိုမတိချင်းအောင်ဆောင်ပြီးမျက်ကွယ်ဖြူထားတတ်ကြပါတယ် simple situationship ကြောင့်ရတဲ့တန်ရာတွေနဲ့ခုခံကာကွယ်မှုတန်တိုင်းများ နာမည်တက်ခွင့်မရှိတဲ့ဆက်ဆံရေးတွေကပေးတဲ့ဒဏ်ရာကတကယ်ကိုအဆိုးဆုံးပါပဲရီးစားလည်းမဟုတ်ဘူးတငယ်ချင်းထက်လဲပူနေပြန်တယ်အဲ့ဒီလိုမရေရာမှုကြီးပြစ်ဆဲသွားတဲ့အခါတရားဝင်ငိုခွင့်ဝမ်းနဲ့ခွင့်တော့မရှိတဲ့အတွက်ဒီနာကျင်မှုဟာဘလို့မှအတိမပြုမခံရတယ်လို့ခံစားရတတ်ပါတယ်အထီးချန်ဆန်းဆန်းပြစ်ချခံလိုက်ရတဲ့ခံစားချက်ကြီးပေါ့ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တော့အဲ့ဒီလိုနာမည်မရှိတဲ့ဆက်ဆံရေးတွေပြီးဆုံးသွားတဲ့အခါလူတွေဟာဘာလို့စိတ်ပိုင်းဆိုင်ရာတန်တိုင်းတွေအထက်ထက်ကာယံပစ်လိုက်ကြတာလဲဆိုတာပါပဲအဓိကအကြောင်းရင်းကတော့နောက်ထပ်ရောက်လာမဲ့သူတိုင်းဟာလည်းတချင်းချင်းမှာကိုယ့်ကိုထားခဲ့အောင်ပါပဲဆိုတဲ့ပြင်းထန်တဲ့ယုံကြည်မှုကင်းမဲ့ခြင်းပြဿနာတွေကြောင့်ဖြစ်ပါတယ် နောက်ထပ်လာမဲ့တူလေအရင်လူဒီလိုပဲထားခဲမှာပါပဲလေဆိုတဲ့အတွေ့ဟာကြီးမားတဲ့အကြောက်တရားတစ်ခုဖြစ်လာပါတယ်ဒီလိုအကြောက်တရားတွေကနေကိုကာကွယ်ဖို့ရေခဲတန်းတိုင်းကြီးလို့အိတ်ဆက်ဆက်အကအကွယ်တွေတိဆောက်တာဟာတဘာဝကြတဲ့လူတဘာဝတုံ့ပြန်မှုတစ်ခုပါထပ်ပြီးယုံကြည်ရမှာကိုမွန်းကျက်လောက်အောင်ဆိုရင်လာကြလို့ပါပဲ နောက်ဆုံးစင်လေးအနေနဲ့တံပိုးမြင့်မိုက်တဲ့အသွေးခေါ်စီတို့ကိုပြောင်းခြင်းတစ်ပိုင်းကိုကြည့်ကြရအောင်ဒီလိုကြုံရတာဟာကိုယ့်ရဲ့အမားမဟုတ်ဘူးဆိုတာကိုအရင်ဆုံးသိထားဖို့လိုပါတယ်ဖြူစင်စွာချစ်တတ်တာဟာအမားအကူမဟုတ်ပါဘူးအမားကစားကျင်တဲ့သူတွေစီမှာပဲရှိတာပါကဲကိုယ့်ရဲ့တံပိုးကိုပြန်လဲတီဆော့ဖို့အတွက်အရေးကြီးတဲ့အချက်၃ချက်ကိုလေ့လာကြည့်ကြရအောင်ပထမဆုံးတီးကြတဲ့နေနီမီတွေသတ်မှတ်ရပါမယ်ဒုတိယအနေနဲ့စကားထက်လောက်ရက်ကိုပိုအလေးထားရမယ်တတိယနဲ့အရေးကြီးဆုံးကတော့ကိုအရင်ချစ်ရပါမယ် တကယ်တမ်းမှာချစ်တယ်ဆိုတဲ့စကားလုံးနဲ့အလွတ်တဘောစားပေါ်တာလေးတွေထက်ကိုတကယ်လေးစားမှုရှိတယ်အစင်တစ်စိတ်စူးစမ်းအားထုတ်မှုဆိုတဲ့လုပ်ရက်ကိုပဲယုံကြည်ရပါမယ်နားထောင်လိုကောင်းတဲ့အပေါ်ယံစကားတွေထက်ကိုပေါ်ထားတဲ့လက်တွေ့ဆန်တဲ့အပြုမှုတွေကသာအရေးကြီးဆုံးပါပဲအရေးကြီးဆုံးအခါအခွဲကတော့ကိုချစ်ချင်းပါပဲသူများစီကအချစ်ကိုချီးမြှော်လင်းနေတဲ့ကစားခံရန်ဖို့လွယ်ကူနေပါလိမ့်မယ်ကိုဘဝကိုကိုရန်ပြော်ချွေအောင်တိဆောက်ထားနိုင်တဲ့သူတယောက်ရဲ့တန်ဖိုးဟာအထွင်စိတ်ကနေခိုင်မာနေတဲ့အတွက်သူ့ကိုဘယ်သူမှလာပြီးကစားလို့မရပါဘူးဒါဟာအခိုင်မာဆုံးတန်ချက်ကအန်ကြီးပါပဲဖက်ချစ်ဖို့ကြောက်နေတာရှစ်စရာမဟုတ်ပါဘူးဒါဟာခံစားရလို့နှလုံးသားကသူ့ကိုယ်သူပြန်လဲကောက်ွယ်နေတာပါအချိန်ယူပြီးကုစားပါကိုယ်တိုင်တကယ်တန်ဖိုးရှိလာတဲ့တနေ့ကျရင်ကိုကစားဖို့မဟုတ်ပဲအမှန်တကယ်စောင့်ရှောက်ဖို့ရည်ရွယ်ချက်နဲ့လာမဲ့သူအလှလိုရောက်လာပါလိမ့်မယ်ဆိုတာကိုအသေးချာယုံကြည်ထားလိုက်ပါဒီနေ့ရဲ့လေးလာသုံးသက်ချက်ကိုအဆုံးသတ်ရရင်ကိုဘဝမှာရောဘလို့အခြေအနေတွေကြောင့်နှလုံးသားကထပ်ချစ်ဖို့ကြောက်သွားခဲ့ရဘူးလဲဆိုတာကိုပြန်လဲစဉ်းစားကြည့်ပါကိုရဲ့နေနီမီတီ
စစ်မှန်တဲ့ဆက်သွယ်မှုတွေအတွက်အစဉ်ဖြစ်မှုတွေကိုပြန်လည်သုံးသပ်ဖို့ဒီမေခွန်းလေးနဲ့သစင်အဖြေရှာကြည့်နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်